အားလုံးမလာပါမိတ်ဆွေတို့ဒီနေ့ CapCut နဲ့လူနောက်မှာစတန်ထိုးနီးကိုလုပ်ပြသွားမှာဖြစ်ပါတယ် Let's go ပထမဆုံးအနေနဲ့ကျွန်တော်တို့ CapCut ကိုဝင်ပါမယ်ဗျ CapCut ကိုဝင်ပါမယ်ပြီးရင်ကျွန်တော်တို့လုပ်မဲ့ဗီဒီယိုလေးကိုယူပါမယ် new ဗီဒီယိုကိုတော့ပါမယ်ဗျ new ဗီဒီယိုမှာကျွန်တော်တို့ထင်မဲ့ကျွန်တော်တို့နောက်မှာထင်မဲ့ဗီဒီယိုလေးကိုယူပါမယ်ဒီဗီဒီယိုလေးထည့်ပါမယ်ဗျ Okay ရပါပြီဒါဆိုရင်ကျွန်တော်တို့လောလောဆယ်စာရိုက်ပါမယ်ဗျ text ကိုတော့ပါမယ် add text ပြီးရင်ကျွန်တော်ဒီနေရာမှာ animate scene waterfall ဆိုပြီးထည့်ပေးလိုက်ပါမယ် waterfall ပြီးကျွန်တော်လိုချင်တဲ့ fonts ကိုယူပါမယ်ဗျစာလုံးကြီးကြီးနဲ့ကျွန်တော်တို့ power ဒီစာလုံးကြီးကြီးဆိုပုံမိုက်တယ်ဗျဒီဟာလေးယူလိုက်ပါမယ်ဒီဟာလေးရပါတယ်ကိုလိုချင်တဲ့ font ကိုရွေးလို့ရပါတယ်ဗျ style ကိုဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာစာလေးအယောင်လေးတွေရွေးလို့ရပါတယ်ဒီအယောင်လေးတွေရွေးလိုက်ပါမယ်အဝအယောင်လေးဗီဒီယိုဆုံးတဲ့ထိဒီလိုရွှေ့လို့ရပါတယ်ဗျဒီစာလေးကိုပြီးရင်ကျွန်တော်တို့ဒီဟာကိုပြန် export လုပ်ပါမယ်တောင်းပါမယ်တောင်းလို့ရှာပါမယ်ဒါဆိုကျွန်တော်180နဲ့လောလောဆယ်ဒီမှာကိုလိုရှင်တဲ့ 2K 4K ကိုယူလို့ရပါတယ်ဗျအခုလောလောဆယ်ကျွန်တော်လုပ်ပြတာမို့မြင်မြင်လေးပြီးရှင်လို့ကျွန်တော်920ယူပါမယ်ပြီး export လုပ်ပါမယ်ဗျခဏလေးစောင့်ပေးပါရပါပြီဗျဒါဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်စာလင်းထိုးရတာဒီမှာပါဒီဟာကိုပြန်ယူပါမယ်ဒီဟာကိုပြန်ယူလိုက်ပါပြီအဲဆိုရင်ဒီမှာစာလုံးမပါတဲ့ဟာနောက်မှဒီမှာရှိပါတယ်ဗျစာလုံးမပါတဲ့ဟာကိုကျွန်တော်တို့ဒီလိုလက်နဲ့ထောက်လိုက်ပါထောက်ပြီးရင်ဒီမှာအောက်မှာထိုးပါတွေရှိပါတယ်ဗျအောက်မှာထိုးပါရဲ့နေရာမှာကျွန်တော်တို့က remove bg ဆိုပြီးနေရာမှာ background ကိုကျွန်တော်တို့ကဖြောက်မှာပါဗျအဲဒါဆိုရင်အဲ့ဒီ remove bg ကိုနှိပ်လိုက်ပါအဲ့ပြီးတော့ auto removal ကိုလုပ်လိုက်ပါဗျဒါဆိုရင်ပျောက်တော့ပါပြီခဏလေးစောင့်ပါဗျဒီမှာတစ်ဆိုတဲ့နေရာလေးမှာပေါ်နေပါအဲ့ဒါထောက်ကြည့်ပါဒီမှာ100%ပြည့်မှာရပါမယ်ဗျရပါပြီဒါဆိုရင်ကျွန်တော်ကဒီဟာကိုအဲ့ဒီ background ဖြောက်ထားတဲ့ဗီဒီယိုလေးကိုနှိပ်လိုက်ပါနှိပ်ပြီးဒီမှာ overlay ဆိုတာရှိပါတယ်မြားလေးနဲ့ပြထားတာရှိပါတယ်ဗျ overlay ဆိုပြီးအဲ့ဒီ overlay ကိုနှိပ်လိုက်ပါဒါဆိုအောက်ကိုဆင်းသွားပါလိမ့်မယ်ဒါဆိုဒီဟာလေးကိုဗီဒီယိုလေးကိုနှိပ်ပြီးဒီဖက်ကိုရွှေ့လို့ရပါတယ်ဗျဘေးဖက်ကိုအောက်ကဟာရွှေ့လို့ရပါတယ်ဒါဆိုရတော့ပါပြီဗျ